အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အောက်တိုဘာလ15ရက်နေ့ဖြစ်ပါတယ်နော်တချို့သောဗုဒ္ဓဘာသာတွေကလည်းအောက်မှာလာပြောကြတယ်ကိုကျော်ကြီးစကားတွေကိုယူပြီးတော့တဲ့သူတို့ကဗုဒ္ဓဘာသာကိုပြန်တိုက်ခိုက်ချင်နေကြတာတဲ့တိတ်ပြီးတော့သူတို့အသိဉာဏ်မဖွင့်ပေးပါနဲ့တဲ့ဒါမျိုးလာပြောတာတချို့ကကြတော့လေဘာမဝင်တမ်းမဝင်တဲ့စကားတွေနဲ့ပေါ့နော်မထီတထီတွေဗုဒ္ဓဘာသာစကားလုံးတွေနဲ့တိုက်ခိုက်တာတော့ဟုတ်ပါတယ်ကိုကျော်ကြီးကဘာသာရေးတိုက်ခိုက်နေတာမဟုတ်ဘူးကိုကျော်ကြီးစကားတွေကိုတည်တည်ချာချာနားထောင်ကြည့်ပါကိုကျော်ကြီးငကိုတဲကကိုကျော်ကြီးကရှင်းလင်းကြေညာထားပြီးသားကိုကျော်ကြီးဒီဗုဒ္ဓသာသနာမှာယက်တည်နေတဲ့ဗုဒ္ဓရဲ့အဆုံးအမအောက်မှာနေတဲ့ဗုဒ္ဓသာသနာမှာနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဗုဒ္ဓဘာသာလည်းမဟုတ်ဘူးခရစ်ယာန်ဘာသာလည်းမဟုတ်အစ္စလာမ်ဘာသာလည်းမဟုတ်ဘာသာဆိုတဲ့စကားလုံးတစ်လုံးရဲ့ခေါင်းစဉ်အောက်မှာကိုကျော်ကြီးမရှိဘူးကိုကျော်ကြီးရလာတဲ့အသိဉာဏ်တွေဒီဗုဒ္ဓဘာသာကိုမှီညမ်းပြီးရလာတာဖြစ်ချင်းကြောင့်ဗုဒ္ဓဘာသာနဲ့ပတ်သက်လာလို့ရှိရင်အတုတ်အထိမခံပဲဖြည့်ရှင်းပြီးတာအယူဝါဒတွေကိုနှိမ်နှင်းတာဒီမြတ်စွာဘုရားရဲ့အလုပ်ဖြစ်တယ်မြတ်စွာဘုရားကိုပုံသားတွေကလာပြီးတော့အလေးမြတ်ပြုတဲ့ခါမျိုးမှာဒီစကားကိုအမြဲတမ်းပြောထားရှိတယ်အယူဝါဒနှိမ်နှင်းတော်မူသောမြတ်စွာဘုရားဒါမျိုးအမွန်းတင်တာကိုကျော်ကြီးတို့ကလည်းမြတ်စွာဘုရားကဘာလုပ်တယ်လဲဆိုတာကိုဘိတကက်မူရင်းကိုအပြည့်အမြန်အနှံ့အခောက်အခါဖတ်ပြီးမှမြတ်စွာဘုရားအလိုတော်တိုင်းနေတာဖြစ်တယ်မြတ်စွာဘုရားကပထမအနေနဲ့အယူဝါဒတွေကိုနှိမ်နှင်းတယ်ဒုတိယအနေနဲ့ကိုကျင့်သီလတွေကိုစောင့်တည်ခိုင်းတယ်ကိုကျော်ကြီးမှာကိုကျင့်သီလအပြည့်စုံရှိတယ်အယူဝါဒကိုလည်းအပြည့်အဝနှိမ်နှင်းနိုင်တယ်ဒါကြောင့်မလို့ဗုဒ္ဓဘာသာဘက်ကပဲဖြစ်ဖြစ်အခြားဘာသာဘက်ကပဲဖြစ်ဖြစ်မှားယွင်းတဲ့အယူဝါဒတွေခေါင်းထောင်လာတိုင်းမှာကိုကျော်ကြီးနှိမ်နှင်းပါတယ်ခရစ်ယာန်ဘာသာကိုနှိမ်နှင်းတယ်လို့အစ္စလာမ်ဘာသာကိုနှိမ်နှင်းတယ်လို့မရှိဘူးမြတ်စွာဘုရားကမြတ်စွာဘုရားလက်ထက်တော်အခါမှာအတိတ်ကံကိုပုံချတဲ့ကံဝါဒကိုလည်းနှိမ်နှင်းပါတယ်အကြောင်းမဲ့ဖြစ်လာပါတယ်လို့ပြောတဲ့အကြောင်းမဲ့ဝါဒကိုလည်းနှိမ်နှင်းပါတယ်ပုဂ္ဂိုလ်တ attva အစိုးရသူတဦးကဖန်ဆင်းပါတယ်ဆိုတဲ့အယူဝါဒကိုလည်းနှိမ်နှင်းပါတယ်အတိတ်ကံကိုပုံချတဲ့ဝါဒကတော့ဂျိန်းဝါဒပေါ့သူတို့အတိတ်ကပြုလိုက်တဲ့အာကုသိုလ်ကံတွေကိုဒီဘဝမှာဒုက္ခခံစားလိုက်ကိုတုံးလုံးကျဝိလိဆက်လေးနဲ့နေလိုက်တယ်ဒီဒုက္ခတွေဒီမှာခံလိုက်လို့ရှိရင်နောက်ထပ်ကံတစ်ထပ်လို့မလုပ်ဘူးဆိုရင်ဒီဒုက္ခတွေကလွတ်သွားပြီဆိုတဲ့အယူဝါဒဖြစ်တယ်အဲ့ဒီအယူဝါဒကိုလည်းမြတ်စွာဘုရားနှိမ်နှင်းပါတယ်သူတို့ဒီဒုစရိုက်10ပါးလုံးပါတယ်အာကုသိုလ်ကင်းပါတယ်ဒီဘဝမှာနေဘယ်အာကုသိုလ်ကိုမှမလုပ်ဘူးပိုးမွားလေးအစမတက်မဖြတ်ပဲနဲ့အဲ့ဒီလောက်ထိအာကုသိုလ်ကင်းနေတယ်သို့တော့အယူဝါဒမှားယွင်းတဲ့အတွက်အဲ့ဒီအယူဝါဒကိုလည်းမြတ်စွာဘုရားနှိမ်နှင်းပါတယ်ဒါကအတိတ်ကံကိုပုံချတဲ့ဝါဒဖြစ်ပါတယ်အစိုးရသူဖန်ဆင်းရှင်တဦးကဖန်ဆင်းပါတယ်ဆိုတဲ့အယူဝါဒအဲ့ဒီအယူဝါဒကိုလည်းမြတ်စွာဘုရားကဘလောက်ရှင်းလင်းနှိမ်နှင်းလဲဆိုတော့အကယ်၍သာတဲ့လောကမှာအစိုးရတဲ့ပုဂ္ဂိုလ်တတ္တဝါကြီးတဦးကရှိခဲ့တယ်ဆိုရင်တဲ့ငါဖះကိုဖန်ဆင်းလိုက်တဲ့ပုဂ္ဂိုလ်ကတဲ့သူတော်ကောင်းတဲ့လောကမှာဒုစရိုက်မှုတွေကိုပြုလုပ်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုဖန်ဆင်းတဲ့ပုဂ္ဂိုလ်ကသူယုံမှာတဲ့သူယုံမှာဖန်ဆင်းရှင်နဲ့သူတော်ကောင်းဖန်ဆင်းရှင်ကို2ယောက်ခွဲပေးလိုက်တယ်အဲ့တော့ဖန်ဆင်းရှင်တစ်ယောက်တည်းပြဿနာကကင်းသွားတယ်ဘာဖြစ်လို့2ယောက်ခွဲပေးရတာလဲလို့မေးလို့ရှိရင်ပုရုဇဉ်တွေမှာသာမကောင်းတဲ့စိတ်ကောင်းတဲ့စိတ်ရှိတယ်အရိယာမှာမကောင်းတဲ့စိတ်တစ်စက်မှမရှိဘူးအရိယာသူတော်ကောင်းတွေလောက်ကောင်းတဲ့ပုံကူမဟုတ်ဘဲနဲ့အရိယာသူတော်ကောင်းကိုမဖန်ဆင်းနိုင်ဘူးအဲ့ဒီအတွက်ဖန်ဆင်းရှင်ဝါဒမရှိဘူးဆိုတာကိုအဲ့ဒီလိုမျိုးတွေတက်တည်ပြထားခဲ့တာအလွယ်ကူဆုံးနဲ့ရိုးရှင်းလေးတွေပြထားခဲ့တဲ့ပြဿနာတွေအကြောင်းမဲ့ဝါဒအကြောင်းမရှိပဲလောကကြီးကသူ့အတူဗျမ်းမာတာဖြစ်နေတယ်ဆိုတော့ဝါဒတွေကိုလည်းအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုပြီးပရိစ္ဆေသမုပ္ပါကိုတည်တည်ချာချာဟောပြတယ်အကြောင်းမဲ့ပြီးမဖြစ်ဘူးအဲ့တော့မနေ့ကဗုဒ္ဓဘာသာတယောက်ကမေးတယ်အကြောင်းစပါတယ်ပရိစ္ဆေသမုပ္ပါထဲမှာအဝိဇ္ဇာလို့ပြောလိုက်တယ်အဲ့ဒီအဝိဇ္ဇာသည်ဘယ်အချိန်ဘယ်ကာလကစတင်ခဲ့လဲဆိုတဲ့အချိန်ကာလကိုမြတ်စွာဘုရားကငါမပြောနိုင်ဘူးတဲ့အချိန်ကာလအပြင်ဘယ်အချိန်ကာလလွန်ခဲ့သောကဘာပေါင်းဘယ်အရေးအတွက်ကနေဒီအဝိဇ္ဇာစလာပါတယ်လို့ပြောဖို့မဖြစ်နိုင်ဘူးတဲ့ဒါပေမဲ့အဝိဇ္ဇာကလည်းအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးတဲ့အာသဘောတရားကြောင့်အဝိဇ္ဇာဖြစ်တယ်တဲ့အဲ့တော့အကြောင်းတက်လက်အကျိုးတက်လက်အကြောင်းတက်လက်အကျိုးတက်လက်ဖြစ်နေတဲ့ဒီတန်တရားကြီးထဲမှာထွတ်မြောက်ရလမ်းကိုတော့သိတယ်တဲ့အဲ့ဒီအကြောင်းတွေကိုတက်ကြောင်းသိတယ်တဲ့တတ္တဝါတွေကိုဖန်ဆင်းတာကတဏှာကဖန်ဆင်းတယ်အဲ့တဏှာကလည်းတေတက်တယ်တေတက်တဲ့တဏှာကဖန်ဆင်းထားတဲ့ပုဂ္ဂိုလ်တ attva တွေဒီလည်းတေတက်တယ်အဲ့တော့ဗုဒ္ဓဘာသာထဲမှာဗုဒ္ဓဘာသာခြားဘာသာတွေကိုမှကိုကျော်ကြီးကတိုက်ခိုက်တာတို့နှိမ်နှင်းတာတို့မဟုတ်ဘူးအယူဝါဒမှန်ရင်မှားယွင်းတဲ့အယူဝါဒမှန်ကိုကျော်ကြီးနှိမ်နှင်းပါတယ်အဲ့ဒါမြတ်စွာဘုရားရဲ့အလုပ်ပါပဲဗုဒ္ဓဘာသာထဲမှာဆိုရင်ကိုကျော်ကြီးဘယ်လောက်ထိနှိမ်နှင်းလဲလို့မေးလို့ရှိရင်လက်ရှိလူတော်တော်များများလက်ခံတဲ့နိုင်ငံရေးသမားတော်တော်များများလက်ခံတဲ့မိုးပြဝါဒဆိုတာရှိတယ်ဂိုင်းကောင်းဆောင်ကဥညာနာလို့ခေါ်တယ်ဒုတိယဂိုင်းကောင်းဆောင်ကဥစိတ်တာရာဘိဝန္တလို့ခေါ်တယ်အဲ့ဒီမိုးရဂိုင်းကိုဆိုရင်ကိုကျော်ကြီးပိုးစိုးပတ်ဆက်နှိမ်နှင်းခဲ့တာ2013လောက်တည်းနှိမ်နှင်းတာအဲ့ဒီပုံကိုယ်တွေနဲ့ဥညာနာနဲ့2009လောက်မှာ
ရေဝဲတုတ်တန်နာကဓမ္မဝိဟာရမှာနှစ်ယောက်တည်းစကားကြီးအများကြီးပြောခဲ့ဘူးတယ်သူတို့အယူဝါဒအကြောင်းကောင်းကောင်းလေ့လာခဲ့ဘူးတယ်2015-16လောက်မှာဟုတ်တယ်အဲ့ဝင်းကျင်လောက်ရှိမှာပေါ့ဦးဝိစိတ်တာရာပြီးဝန်တာအဲ့ဒီခိုင်းနဲ့ဝင်လာပြီးတိတ်မကြခင်မှာလိုင်းပေါ်မှာသူတရားတွေစခေါ်တာမိုးရတရားတွေစခေါ်တဲ့အချိန်မှာကိုကျော်ကြီးနဲ့ထိတ်တိုက်တွေ့တာထိတ်တိုက်တွေ့တဲ့အချိန်မှာအမေးဖြေတွေလှုပ်တဲ့အချိန်မှာနောက်ဆုံးကျတော့မဖြေနိုင်ဘူးဘလော့ပြီးထွက်ပြေးသွားတာသူတို့ကထေရဝါဒဂိုင်းတွေကိုနှိမ်နှင်းတယ်စကားကဖခင်ကဘလို့ခေါ်တဲ့ဘာညာဆိုထေရဝါဒဂိုင်းတွေကိုနှိမ်နှင်းတယ်လူတော်တော်များများနှစ်သက်တယ်သူတို့ဂိုင်းကိုကျော်ကြီးနှိမ်နှင်းလို့ရှိရင်အကုန်လုံးဘလော့ပြီးထွက်ပြေးတယ်စကားတယောက်မှပြန်မပြောရဘူးအဖြစ်လို့လေလို့မေးလို့ရှိရင်ကိုကျော်ကြီးတို့ကစကားပြောကြည့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ကဘာအယူဝါဒရှိတယ်ဆိုတာကောင်းကောင်းသိတယ်မိုးပြန်ဝါဒတွေကိုမေးတယ်ရှေ့ဘဝရှိသလားဖះမဟုတ်ဘူးနောက်ဘဝရှိသလားဖះမဟုတ်ဘူးဖះမဟုတ်ဘူးဆိုတော့တုတ်တန်ပြနိုင်သလားလို့မေးလို့ရှိရင်သူတို့ကဘာထုတ်ပြလဲဆိုတော့မာလူကြပုဒ္ဒါကိုမေးတဲ့တုတ်တန်ကိုထုတ်ပြတယ်ကျန်အခြားသောတုတ်တန်တွေလည်းရှိပါတယ်မြတ်စွာဘုရားကိုမေးတိုင်းမှာတတ္တဝါသည်တေပြီးသီးနောက်ဖြစ်သလားလို့မေးလို့ရှိရင်မြတ်စွာဘုရားအဲ့လိုငါမဟုတ်ဘူးတဲ့တတ္တဝါသည်တေပြီးသီးနောက်မဖြစ်ဘူးလားမေးလို့ရှိရင်မြတ်စွာဘုရားအဲ့ဒီလိုငါမဟုတ်ဘူးတဲ့အဲ့ဒီစကားကိုယူပြီးတော့သူတို့ကရှေ့ဘဝမရှိဘူးနောက်ဘဝမရှိဘူးမြတ်စွာဘုရားပြောတဲ့အထဲမှာဘဝဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူးတေပြီးသီးနောက်တတ္တဝါကိုမေးတာဖြစ်ခြင်းကြောင့်တတ္တဝါလို့မေးတာဖြစ်ခြင်းကြောင့်မြတ်စွာဘုရားတတ္တဝါလို့မေးတိုင်းမှာဘယ်တော့မှမဖြစ်ဘူးမြတ်စွာဘုရားသည်ဒီလောကဟာဒီခန္ဓာကိုယ်ကြီးထဲမှာတတ္တဝါဆိုတဲ့အကောင်လေးရှိတယ်ဆိုတဲ့အယူဝါဒမရှိဘူးဝဇိရာတုံမှာအဲ့ဒီအဖြေကရှင်းရှင်းလင်းလင်းတွေ့ရလိမ့်မယ်မြတ်စွာဘုရားကိုယ်တိုင်လည်းပြောထားတာတွေအများကြီးရှိအဲ့ဒီလိုမေးခွန်းမျိုးမေးလာလို့ရှိရင်မြတ်စွာဘုရားကမမေးဥပမာအနေနဲ့ပြောမယ်ဆိုရင်ခလေးမရှိတဲ့လူတစ်ယောက်ကိုမေးတယ်ခလေးမရှိတဲ့လူတစ်ယောက်ကိုဟဲ့နင်တို့သားလေးကဘယ်နှတန်းရောက်ပြီလားဆိုအဲ့လိုဖြေစရာလိုလို့လားကျမမှာသားမရှိပါဘူးလို့ဖြေစရာလိုလို့လားသူမေးတဲ့ကိုကမရှိတဲ့သားကိုဘယ်နှတန်းရောက်ပြီလဲလို့မေးတာဟုတ်လားဘယ်အရွယ်ရောက်ပြီလဲဘယ်အသက်အရွယ်ရောက်ပြီလဲမေးတဲ့ကမှားယွင်းတဲ့မေးခွန်းဖြစ်တဲ့ဖြေစရာမလိုဘူးအဲ့တော့မိုးပြဂိုင်းကကောင်တွေကအဲ့ဒီလိုမျိုးအယူဝါဒမျိုးရှိတယ်ဦးဝိဆရာတာရာပြီးဝန်သားနဲ့ဆိုဘလောက်ပြီးတော့ထွက်ပြေးတာအခုဟိုနေ့မှနေတဲ့သူ့ကိုယ်သူဥဇော်ကြီးနဲ့ပြောတဲ့အမေရိကန်မှာနေတဲ့ဘုံကြီးဘွဲ့ဒေါက်တာဘွဲ့ရပြီးမှထွက်သွားတယ်သူ့ကိုယ်သူမိုးပြဂိုင်းလို့မကြေညာရဲဘူးအဲ့ဒီအကောင်တကောင်ရှိတယ်သူ့ကိုယ်သူမိုးပြဂိုင်းမှာလို့ကြေညာရဲတဲ့တက်တိမရှိဘူးဘုံကြီးဒေါက်တာဘွဲ့ရပြီးမှထွက်ပြီးမှဘုရားကတက်ပြီးညူတာညာမရှိပါဘူးဘာညာနဲ့အောက်တန်းစားစကားပြောနေတဲ့စားပြီးစခွက်သေးပဲနဲ့တကောင်ရှိတယ်အဲ့မို့ကိုကျော်ကြီးကအမြဲတမ်းလို့ပြောတယ်မိုးပြဂိုင်းကကောင်အရင်တော့ဆိုကိုကျော်ကြီးအောက်မှာလာမန်းတာတွေအများကြီးအခုဆိုတကောင်မှမရှိတော့မေးလိုက်တယ်မိုးပြဂိုင်းကိုဘယ်လိုမေးလဲလို့မေးလို့ရှင်ငါတို့မိမရှာဝါဒလို့မြင်တယ်စောက်ရမ်းတင်းတယ်မိုးပြဂိုင်းကကောင်တွေအကုန်လုံးပောက်ကွဲတယ်အဲ့ကိုကျော်ကြီးကိုလာမေးပြီးနောက်ဘယ်တော့မှစကားလာမယ်မိုးပြဂိုင်းဆိုတာကတကယ်ကိုမိမရှာဝါဒကြိုက်တဲ့ကောင်နဲ့မေးလိုက်လို့ရှင်သူတို့ဝါဒကိုသူတို့ရဲမပြောရဘူးဥညာနာအစာမပြောရဘူးကိုကျော်ကြီးဒဲတွေမေးခဲ့ဘူးလေဥညာနာအစာမပြောရဘူးခင်ဗျားတို့ဘာဝါဒရှိလဲလို့မေးလို့ရှင်ဝိုက်ပြီးပြောတာနောက်ဆုံးသူတပည့်တွေကိုမေးလိုက်တယ်ဥညာနာဘာဝါဒရှိလဲလို့မေးလိုက်လို့ရှိရင်ဘယ်သူမှမပြောရဘူးဥညာနာရဲ့အကျင့်ကဘာလဲလို့မေးလို့ရှိရင်ဘယ်သူမှမပြောရဘူးကိုကျော်ကြီးနဲ့စကားပြောတဲ့အချိန်မှာဥညာနာကိုအကျင့်ကဘာလဲလို့မေးတဲ့ခါမှာ तू ကဘာပြောလဲဆိုငါတို့လူတွေကတွေးတယ်ကွာတဲ့တွေးတဲ့ခါမှာတဲ့တောင်တလုံးမြောက်တလုံးတွေးတာတဲ့အတွေးကအစီအစဉ်မကြဘူးအဲ့ဒီတွေးတွေကိုစင့်ကတလုံးပြီးတလုံးအဲ့ဒီအတွေးကိုစင့်လိုက်လို့ရှိရင်ငါတို့ကညံအလင်းပွင့်သွားတယ်ဥညာနာရဲ့ကျင့်စဉ်ကတွေးတဲ့ကျင့်စဉ်မြတ်စွာဘုရားကငါဖះသာသနာမှာတဲ့တက်ကီပုဂ္ဂိုလ်တို့ရဲ့အရာမဟုတ်ဘူးလို့တခါတည်းပြောထားခဲ့တာသာသနာအစတွေကပြောထားခဲ့တာဓမ္မစကြာတရားဥမာတဲ့အကုန်လုံးကအဲ့ဒီအစတွေကသာသနာအစတွေကပြောထားခဲ့တာတက်ကီပုဂ္ဂိုလ်တို့ရဲ့အရာမဟုတ်ဘူးတဲ့သူ့ရဲ့အလုပ်ကတွေးတာစာဒီပုံမှာကြံစီတဲ့အတွေးတွေအဲ့ဒါမိုးရဝါဒရဲ့ဝါဒပဲကျင့်စဉ်ပဲဒါပေမဲ့ဘာဝါဒရှိလဲလို့မေးလို့ရှေးဘဝရှိလားလို့မေးကြည့်လိုက်ဖះမဟုတ်ဘူးလို့ပြောတယ်သူ့ဝါဒကို तू မပြောရဖះနဲ့လက်ညှိုးထိုးပြီးကင်ပေါက်တာဒါမှမဟုတ်ကိုကျော်ကြီးကိုလာမေးလို့ရှင်ကိုကျော်ကြီးကပြောလိုက်တယ်မိုးပြဝါဒဘာဝါဒရှိလဲလို့ဆိုမိမရှာဝါဒရှိတယ်လို့ပြောတယ်မိုးပြဝါဒကောင်လည်းအသေးပေါက်ကွဲတာပြန်ဖြေစရာလည်းသူတို့မှစကားမရှိဘူးတကယ်ကိုမိမရှာဝါဒကြီးယူထားတာကိုယူဝါဒကိုရဲမပြောရဲဘူးလေအမြဲတမ်းပုံချိုးကွက်ရှိုးနဲ့ထေရဝါဒကိုတော့တိုက်ခိုက်တယ်ဒါပေမဲ့ကိုကျော်ကြီးကထေရဝါဒအယူဝါဒရှိလားဆိုတော့မရှိဘူးကိုကျော်ကြီးမြတ်စွာဘုရားသာသနာမှာတည်နေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ထေရဝါဒအယူဝါဒလည်းမရှိဘူးကိုကျော်ကြီးရထားတဲ့သာသနာဒီထေရဝါဒကိုအမိပြုပြီးရထားတာဖြစ်ခြင်းကြောင့်ထေရဝါဒနဲ့ပတ်သက်လာလို့စော်ခိုင်းရင်ကိုကျော်ကြီးကာကွယ်တယ်ဒါအဖြစ်ရှင်းလေးတွေနော်အဲ့တော့ဘယ်ဝါဒဘယ်ဘာသာအယူဝါဒရှိလဲဆိုဘယ်ဘာသာဘယ်အယူဝါဒမှမရှိဘူးဗုဒ္ဓသာသနာမှာနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်အယူဝါဒတွေကိုကောင်းကောင်းနှိမ်နေတယ်ဘာကြောင့်အယူဝါဒတွေကိုကောင်းကောင်းနှိမ်နေတာလဲလို့မေးလို့ရှိရင်အယူဝါဒတစ်ခုခေါင်းထောင်လာပြီဆိုလောကပျက်စီးသွားအောင်အဖြစ်လို့လဲဆိုတော့မှားယွင်းတဲ့အယူဝါဒဖြစ်